So I need to like me. Be the pony, do you like me? Go at the pony, but daily time is another small level. The so I tell a G and telling me. Be the abomatala. Be the missing a cool, dinner machine. Dali to limit a little like Sindra, spawning to the limit. Taku G on the Nelly Loleme. Tao ti on me Loleme, Nase Lauma. Nase Laubo. Be Tinalio. Heavy Taku Masakan Haleme. Masakan. Masakan and Malis. Masakan and Manasang out Haleme. Talio. Pin Lau Mago. Tinalo Tinalima Pinalima to Leme. Did a cool lively. You let me. You be doing swing the no tao lâu lại mày theo tôi làm eating shapes well lại mày tao có tia lâu thà lại mày tia lâu thà lại mày hobby tao nên lấy chain lại mày bộ tao lâu thà lại mày tao ở bầu mà thà lại mày bộ tao lý ở bầu mà thà lại mày pin đi được Google tiếng khana cho nó tiếng tao solid normal rồi tao có tiếng lâu lại mày tiếng lâu lại mày lâu lại mày nó sẽ lo khana cho nó như thế này sạch thì nó lâu bộ lâu lại mày tao đàn nên reality này rồi tao liên biến chơi lại tao liên biến chơi lại mày biến tao ở phiêu dòng thả lại mày bộ phiêu dòng thì mà color freak rồi tôi ở phiêu dòng thả lại mày đây là biến detail cho lại mày biến detail của này mày biến rồi khả năng small lâu nào cho nó lộ tàu poly lâu lại mày biến cho nó đi nào đi mà biến cho nó đi nào đi mà keep phải như thế cứ trả lại mày tao cứ tia con sẽ lâu thả tia siêu sẽ lâu thả lại mày tao tia siêu sẽ biến tí ná lao của là lại tâm mình nên mà ta scan nên mà sang ngà lâu thả lại mày mà keep phải cứ trả lại mày biến tí xoay lại mày biến tí mà quên em nhau thì xoay lại mày quên em nhau thì xoay lại mày thì biến cho tao nào đi mà thả mày biến cho nó keep frame này cứ trả mày nó sẽ cái nào cho nó thả cái đấy one scan của biến thôi mày thì biến xoay lại mày tao xin chỉ lại tao có edit group này để toa lại mày biến tao có biến detail đây là mày nó detail lại thì mà tao lâu lại mày tao còn nó sẽ lâu thả lại màyการnó sẽ thay đổi anh rồi tao thìတိုင်းဖြစ်နေဆိုရင် max ဖြစ်နေဆိုရင်မရပါဘူးဒီဟာလေဒီတိုင်းဖြစ်နေဆိုရင်မရပါဘူးဒီတိုင်းဒီနားလေးကိုတွားလိုက်ခါဟုတ်ပြီပြီးရင်ဒါကျွန်တော်တောက်လုပ်လိုက်မယ်
9မှာလောက်ထားလိုက်မယ်7လောက်ပေါ့အမဲအောင်ပဲဖြစ်ရမယ်နော်ကျွန်တော်တို့ဒီထဲဝင်သွားလိမ့်မယ် effect ကိုတော့ရေးလိုက်မယ် DRAWING ကိုဒီနားလေးမှာရိုက်ချလိုက် DRAWING ကိုရိုက်ချလိုက်တောက်လောက်လိုက်မယ်တောက်နေလိုက်ပြီးတော့အစမှာတလောက်ထားလိုက်X လောက်ထားလိုက်မယ်ပြီးကျွန်တော်တို့တစ်စက္ကန့်နဲ့15ကိုပြန်လုပ်မယ်ဒါကိုအပေါ်ရောက်နေထိပြန်ထားလိုက်မယ်အဲ့ထိထားလိုက်မယ်အဲ့ဒါလေးထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီနားလေးမှာရှိရဲ့ဒါလေးကိုနေလိုက်ထောက်ထားလိုက်မယ်ကြည့်လိုက်ပြီးရင်ကျွန်တော်ဒီနားလေးမှာအပေါင်းလေးထားလိုက်မယ် for club လေးခဏမာတော့လို့ပေါ့ယူလိုက်မယ်ပြီးရင်ကျွန်တော်အပေါင်း club အပေါင်း club လေးကိုအဖြူအောင်လေးထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဘာယူရအောင်မလဲဆိုရင်တော့ဒါ small လေးလုပ်လိုက်မယ် small တေးလေးလုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒါပိန်လေးပေါ့ဒီလားပိန်လေးထားလိုက်မယ်ပြီးတော့ဒီမျက်စိနှစ်ခုတွေ့လားဒီနားလေးဒါလေးကိုနှိပ်လိုက်စင်သားတော့ပေါင်းလိုက်ပေါ့ပြီးရင်ဒါဒီနားလေးထားလိုက်မယ်ပြီးရင်ဒါတေးလေးလုပ်လိုက်မယ်ကြီးဖိန်ချတော်လာပြန်လာမယ်2စက္ကန့်နဲ့15ပြန်လာမယ်တော့ကြီးမာရာ sorry ဒါတေးလေးလုပ်လိုက်မယ်ပြီး2စက္ကန့်နဲ့15ကိုလုပ်လိုက်မယ်တော်လာလုပ်လိုက်မယ်ဒီနားမှာ grab လုပ်လိုက်ပြီးရင်ဒီနားလေးကိုလာလိုက်မယ်ပြီးဒီနားဖြက်ဒီနားလေးကိုတော့ပြီးအပေါင်းကိုလေးကိုနှိပ်ပြီးအဖြူအောင်ခါရအဖြူအောင်ထားလိုက်ဒါတိတ်မမြင်တော့အပေါ်မှာထားလိုက်မယ်ပြီးကျွန်တော်တို့ပြီးမန်ချ်ခေါက်ရှိအမန်ချ်ခေါက်ကိုတို့အနီအောင်ထားလိုက်မယ်အနီအောင်ကိုအသေးလေးထားလိုက်မယ်အသေးသားတဲ့အသေးဒါအပေါ်ရွှေ့လိုက်မယ်ပြီးရင်ဒီမျက်စိနှစ်ခုကိုနှိပ်လိုက်ပြီးရင်ဒါကိုနှိပ်လိုက်ပြီးရင်ဒါကိုနှိပ်ဒါလေးကိုနှိပ်ဒါလေးကိုနှိပ်လိုက်မယ်ဒါအသေးဆုံးတက်ကအသေးဆုံးထားလိုက်ဒါခဏလေးတော့ဒါအောက်အရင်ရွှေ့လိုက်မယ်ဒီနားရွှေ့လိုက်မယ်အသေးဆုံးထားလိုက်မယ်ဒါကို3စက္ကန့်နဲ့15ထားလိုက်မယ်ဒါလောက်ဆိုရင်sorry နော်မာရာဒီနားလေးကို grab လုပ်လိုက်မယ်ဒီကြည့်ဆွဲလိုက်မယ်ဒါ6စက္ကန့်ဖြစ်နေပြီဆိုရင်5စက္ကန့်နဲ့25လောက်ထားလိုက်ဒါဖြည့်ဒါလေးကိုဖြည့်ရမယ်ဒါလောက်ဖြည့်လိုက်မယ်ကြည့်ရမယ်နော်ပြီးတော့စာသားရိုက်မယ်ပေါ့စာသားကြတော့ဒီနားလေးလောက်
နားလေးကိုကျွန်တော် text နဲ့ဟာရှိရဲအဲကိုယူလိုက်မယ်ကျွန်တော်နာမည်ယူလိုက်မယ်စာလုံးအကြီးနဲ့ပဲရိုက်လိုက်မယ်ပေါ့ပြီးတောက်ပြန်လုပ်လိုက်မယ်ပြီးတာအကြီးထားလိုက်မယ်ပြီးတာခါအမဲအောင်ထားလိုက်မယ်ပြီးဒီမှာကိုကြိုက်တဲ့စာယူလို့ရပေါ့ပေါင်လေးထည့်လို့ရဒီမှာကျွန်တော်တော့ဒီဟာပဲယူလိုက်မယ်ခင်ဗျားတို့ကြိုက်တယ်ယူပေါ့ဒီမှာအများကြီးပဲရှိရကျွန်တော်တာပဲယူလိုက်တော့တောက်မှချင်းလိုက်ဒီမှာထားတော့တေးလေးထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီနားလေးမှာမြန်မာအလံထားလိုက်မယ်နော်မြန်မာအလံထားလိုက်မယ်ဒီနားလေးဒီတိုင်းလေးဖြစ်နေမယ်ဒီနားလေးကိုတွားလိုက်ဒီနားမှာခါရရှိရတော့အောက်ထားလိုက်မယ်တဲ့လားမြန်မာအလံရောက်လိုက်ဒါတော့နည်းနည်းလေးချက်လိုက်မယ်တလောက်လေးထားလိုက်မယ်ဒီနှစ်ခုကိုဖြည့်ထားလိုက်ပြီးရင်ကျွန်တော်တို့ဒါလေးကိုနေလိုက်မယ်တစ်ခုတည်းဖြစ်သွားပြီပေါ့စာသားလေးကြည့်ဒီနားလေးဒီတာကိုတာပြီးအဖတ်ထည့်လိုက်မယ်အဖတ်ကြတော့ဒီထဲမှာနော်အဖတ်ကိုထည့်လိုက်ဒီမှာရွေးလိုက်အဖတ်ကြတော့ WIBE ပေါ့ white WIBE ရွေးလိုက်တောက်ထည့်လိုက်မယ်ဟုတ်ပြီတောက်ထည့်လိုက်အစမှာကဒီမှာ keyframe ချဒီလား keyframe ချလိုက်မယ်ဒီလိုလုပ်လိုက်မယ်ပြီးဒီနားလေး15လောက်မှာလာပြီးဒီနားမှာ keyframe တစ်ခုပြန်ချဒီပေါ်ရွှေ့ထားလိုက်ခဏတော့ရွှေ့နေထိပြန်ရွှေ့ထားလိုက်ဘူးနော်ရပြီဒီလောက်ဆိုရင်ပြီးဒီထဲကိုပြီးတော့အဖက်ခဏရွေးခဲ့တဲ့အဖက်ကိုဒါလေးကိုမြင်အောင်လို့ပေါ့နားလေးကျွန်တော်တို့ဒီနားလေးကိုကျွန်တော်တို့ကဒီနားလေးကိုကျွန်တော်တို့ဒါလေးကိုနှိပ်လိုက်ဒါကိုပြန်နှိပ်လိုက်3စက္ကန့်18ကိုကျွန်တော်ဒီနားလေးမှာကျွန်တော်ခဏထည့်ထားတဲ့အဖက်ကိုရေးလိုက်မယ်ပြီးကျွန်တော်ဒီနားလေးမှာ ENDS ကိုပြန်ယူမယ်ကျွန်တော်ဒီထိတောက်ချက်လိုက်စုံနေချက်လိုက်ဒါဆိုရိုက်ပြီးတော့ထွက်လိုက်မယ်ကြည့်ရနော်ကျွန်တော်ဒီနားလေးကိုကျွန်တော်တို့ကစာသားနောက်တစ်ခုထည့်မယ်အဲ့စာသားကြတော့ဒီနားလေးကို like ထည့်လိုက်မယ် LIKE like ပြီးဒီcomma ထည့်လိုက်မယ် comma ပြီး share share ပြီးကျွန်တော်တို့ဒါရေးလိုက်မယ်ပြီး comment com ရေးလိုက်မယ်စိန်တောက်တေးလေးရေးလိုက်မယ်ဒါကိုမဲအောင်ထားလိုက်မယ်မဲအောင်ဒါစာသားယူလို့စင်ပြေပေါ့ဒီနားလေးထားလိုက်မယ်ဒါကိုဖြတ်လိုက်မယ်ဒီဖြတ်လိုက်
ဒါပဲပြီးတော့ပါပြီနောက်တဲ့ video editing တင်ခိုင်းစေချင် like and subscribe နဲ့လုပ်ခဲ့ပေးကြပါလို့တောင်းဆိုချင်ပါတယ်နောက်ကျရင်ပြန်ဆုံးကြမယ်ဒါပါပဲ